အခုဒေါက်တာဆဆာဆိုရင်ဒီချင်းလူမျိုးတအုပ်အနေနဲ့ပေါ့နော်ချင်းလူငယ်တအုပ်အနေနဲ့ရောဒီနိုင်ငံတကာမှာပညာချက်အနေနဲ့ဒီချင်းပညာချက်တအုပ်အနေနဲ့လည်းတကယ်ကိုထူးထူးဖောက်ဖောက်ဆောင်ရွက်တာတွေလည်းရှိတယ်လို့နောက်ဒီချင်းပြည်နယ်တိုးတက်ရေးနောက်ချင်းလူမျိုးတွေတိုးတက်ရေးမှာလည်းချင်းပြည်နယ်ကိုပြန်ပြီးတော့ဒေါက်တာဆဆာကိုယ်တိုင်ဦးဆောင်ပြီးတော့ဒီတိုးတက်ရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေစီမံကိန်းတွေမှာလှုပ်ရှားတာလည်းတွေ့ရပါတယ်အဲ့တော့ဒေါက်တာဆဆာအနေနဲ့ပေါ့အခုလိုပါဝင်လာတဲ့အကြောင်းရင်းနောက်ခံပေါ့နော်ဒေါက်တာဆဆာအကြောင်းကိုမိတ်ဆက်ပေးပါအောင်ပြောပြပါအောင်ရှင်အမှန်ကျွန်တော်တို့ကတကယ်စီရသားတွေပါကျွန်တော်တို့ကတောသားတွေပါကျွန်တော်တို့ကတော့တောလို့ပြောတဲ့အခါမှာတော့မှကျွန်တော်မှတ်မိသေးပါတယ်ငငယ်တို့ကပေါ့နော်ကျွန်တော်10နှစ်လောက်လာတော့မသိဘူးသူတို့ပေါ့ပြီးတစ်ထဲပဲရှိပါတယ်ကျွန်တော်ကတော့အဖွားနဲ့အေးပြီးတော့အဲ့လိုစောက်တစ်ထဲကိုဖွားနဲ့ခြုပ်ပြီးတော့ညမှာဆိုပြီးတော့လေတိုက်လို့ဝါအိမ်မှာအေးတယ်ကျွန်တော်ငငယ်တို့ကတော့ဝါအိမ်တွေပဲရှိတယ်ဆိုတော့လေနော်အဲ့လောက်ထိကျွန်တော်ကဒီလေတိုက်တာတော့မှညတကောက်ရမှာခန္ဓာကိုယ်ခါစားနေရတဲ့လူတွေပါအဲ့လိုနဲ့ကျွန်တော်ကဟိုပါเนาะကျွန်တော်တကယ်ဝမ်းနေတာကတော့ကျွန်တော်ရွာမှာကလေးမမွေးနိုင်လို့ဟိုအမေကြီးရဲ့မိဆွေကြီးတယောက်က4ရက်5ရက်လောက်အဲ့လိုကြာခဲ့ပါတယ်အမေရဲ့သူမိဆွေတွေကလည်းသူတကွာလာပြီးတော့ကူညီဖို့ကြိုးစားခဲ့ရှာတယ်ဒါပေမဲ့လည်းစိတ်ကိုလည်းအဲ့ဒီမှာเนาะအဲ့လိုကူတာဖို့အဲ့လိုဘိုက်ကိုခွဲဖို့ပိုင်ရမရှိဘူးဆိုတော့နော်အဲ့လိုပဲလောကနော်အော်ဟီပြီးတော့ဟိုကျွန်တော်လောက memory ထားနေတာ delete မလုပ်နိုင်ဘူးအဲ့လိုတကက်ဝေဒနာသူတို့ခါစားတော့အမေရဲ့တည်တယ်ခလေးလေးတည်တယ်အဲ့ဒါတွေကျွန်တော်တွေ့ရတယ်ပြီးတော့လည်းဒီနေ့ကျရတော့ဟိုဒီနော်မိသားစုတစုထက်ကပေါ့နော်ကျွန်တော်ရဲ့ငယ်တငယ်စီ3ယောက်ကမနေ့မှ1ယောက်နေ့လယ်မှ1ယောက်ညနေမှ1ယောက် WhatsApp ပြန်နဲ့တည်ခဲ့တာကိုလည်းကျွန်တော်ကြုံခဲ့ပါတာအဲ့လိုလူ1ယောက်မှအဲ့လိုမချူတော့အောင်ကိုလည်းကျွန်တော်ဆူတောက်ပါတယ်အဲ့လိုဂျိုခဲလို့ကပဲကျွန်တော်လည်းဆရာဝန်ဖြစ်နိုင်အောင်ကြိုးစားပါမယ်ဆိုပြီးတော့ကျွန်တော်ရန်ကုန်လာခဲ့တယ်ရန်ကုန်ရောက်တာဟာလည်း2ပတ်လောက်ကြာတယ်ကျွန်တော်တော်ရနဲ့ခြေချင်းနဲ့ရှောက်မလွယ်ဘူးအဲ့လိုနဲ့ရန်ကုန်မှာလည်းရုပ်ကခဲ့ရပါတယ်ဆရာတဲ့နဲ့အဲ့လိုနဲ့ကျွန်တော်တို့နောက်ဆုံးကြတော့90ခုမှာအဲ့လိုចောင်းသားအရေးခီးတစ်ခုပေါ်လာတော့လေအခုတလို့စစ်သားတွေကကျောင်းကိုလိုပြပေးပြီးတော့90ခွာနဲ့90ကုတ်အထိပေးတော့ကျွန်တော်လည်းတက်ကတူတက်ခွင့်မရခဲ့ပြဘူးရွာကိုပြလာပြီးတော့ခြေကြီးနဲ့အဲ့လိုနဲ့ကျွန်တော်တို့ကအခက်ခဲအများကြီးကြိုပြီးတော့လေရွာမှာရောက်တော့အဲ့မှာကျောင်းဆရာမကလိုလောက်တာမရှိဘူးကျွန်တော်2နှစ်လိုအပ်ပေးပြီးတော့ဆရာလုပ်ခဲ့တယ်ကျွန်တော်တချို့ကျွန်တော်ရဲ့ကျောင်းသားတွေဆိုကျွန်တော်ထက်အသေးချင်းတယ်ကျွန်တော်ကသူတို့ထက်ငယ်တယ်ဒါပေမဲ့ကျွန်တော်အရာကိုမှဆက်တာအောင်လို့ဗမာစကားလည်းနည်းနည်းပါရလာတာပေါ့နော်အဲ့လိုနဲ့ကျွန်တော်ပညာ debate ခဲ့တယ်အဲ့မှာဆက်တာလည်းတော်တော်များများအောင်ခဲ့ပါတယ်အဲ့လိုနဲ့ကျွန်တော်တို့ကအဲ့လိုဆက်လဲဖြစ်နေတော့ကြောက်လည်းမဖွင့်ဘူးဖြစ်နေတော့ကျွန်တော်အောင်းလာနေပြီးတော့ကိုချက်the way တွေနော်စိတ်တွေကိုထပ်ပြီးတော့နေစားမှာရှိတဲ့ idea ရွာလေးတွေကိုကျွန်တော်ချက်the way တွေတွားရောက်ပါတယ်ချစ်ချင်းနဲ့အဲ့လိုနဲ့ပိုက်ဆံနည်းနည်းရတဲ့အခါမှာကာကောက်စွာနဲ့ကျွန်တော်အဲ့လို quality ခွေရခဲ့ပါတယ်အိန္ဒိယနိုင်ငံမှာအဲ့လိုနောက်ဆုံးကြရတော့အဲ့လို quality နဲ့ကျွန်တော်စိတ်တက်ကတူတက်ခွေရခဲ့ပြီးတော့အမေးနီးယားနိုင်ငံကိုလာတယ်အမေးနီးယားနိုင်ငံမှာကျွန်တော်စိတ်တက်ကတူတက်ရခဲ့တယ်အဲ့မှာ9နှစ်စိတ်တက်ကတူတက်တဲ့အချိန်မှာကာကောင်းချင်တော့ဗြိတိရှလွှတ်တော်နဲ့ AC မီတာဝေလာမီတာ charge မီတာတို့ဘောနော်ဒီဒိုမီတာစုကကျွန်တော်ကိုစေဝီစားလာတယ်အဲ့လိုနဲ့အမျိုးတကယ်အောက်ဖွေရာတွေဖြစ်ပြီးတော့အဲ့လိုနဲ့ကျွန်တော်2009မှာစိတ်တက်ကတူဝါနဲ့ပြီးသွားပါတယ်ဒါပေမဲ့2009မှာဝါအတီးတီးပြီးတော့ဝါတည်တယ်လူကစားရှာမရှိတော့ဘူးတောက်ရတဲ့ကိုလိုပြတ်သွားတယ်အဲ့ချိန်မှာကျွန်တော်တို့ပိတိရှအစိုးရအကူအညီကိုကျွန်တော်ကဒီလွှတ်တော်ဥက္ကဋ္ဌတွေမှတစ်စစ်ကျွန်တော်ခင်မိခဲ့တဲ့သူတွေမှတစ်စစ်ကူညီတောက်ပြီးတော့ရှိပင်းတော့ပိုက်တစ်ခုလို့အတွက်ကိုကျွန်တော်ဆန္ဒရိတ်ခ6လစာကဘာကူလက်တမက်ကမှတစ်စစ်ပိတိရှအစိုးရငွေကိုတုတ်ပြီးတော့WFP UNDP တွေနဲ့အတူဒီရာကုန်မှာရှိတဲ့ဗြိတိရှတာယိုအဲ့လိုနဲ့ကျွန်တော်ကဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်ဒါအပြင်ကျွန်တော်ကဒီအဲ့လိုငါးမွားခေါပချင်း2009ကနေပြီးတော့2009အထိလုပ်ခဲ့ပါတယ်ပြီးတော့ဆက်လဲ2009ကနေပြီးတော့2010နှစ်အထိပေါ့နော်ကျွန်တော်ကျမရေးပညာကိုပေးခဲ့ပါတယ်ဒါမှရွာတွေမှာအမျိုးသမီးတယောက်အမျိုးသားတယောက်ကိုခေါ်ပြီးတော့အဲ့လိုအခမဲ့နဲ့ကျွန်တော်ပညာတည်ပေးပြီးတော့သူတို့ကိုရွာမှာဖြန့်လာတဲ့သူရှိတဲ့အခါမှာသူတို့ကဒီအခြေခံစကူတာမှုတွေပြုနိုင်အောင်စေဥတူနာပြုတွေလုပ်နိုင်အောင်ကျွန်တော်ကျေးရွာ900ကျော်ကနေပြီးတော့
လူ1000ကျော်ကိုကျွန်တော်ဒီနေ့ထိဆိုတော့ဒေတာပေးခဲ့ပြီးပါပြီသူတို့ကလည်းဘလို့ကလေးမွေးမလဲရွာမှာတော့မရဲ့သူတို့ကဒီစိတ်ဝင်လည်းမရှိဆရာမနော် nurse မရှိဆိုတော့သူတို့ကိုပဲအကူနေရပါတယ်ဒီနေ့ထိပေါ့လေဆိုတော့အဲ့လိုတဲ့ချစ်ပင်မှာလည်းအခုနဒီဟာခါမှာ2015မှာ road town ကပြုတ်ပြီးတော့အဲ့မှာလူ6000ကျော်ကအိုးမဲအိမ်မဲဖြစ်လာတဲ့ချိန်မှာလည်းကျွန်တော်မျိုးဒီလူစေဝါအဖြစ်တော့ကောင်းစာနာရိတ်ခါတော့ကောင်းကျွန်တော်ကူညီနိုင်ခဲ့ပါတယ်ပြီးတော့2019မှာလည်း H1N1 ယောဂပိုးဖြစ်လာတော့အဲ့ဒီကယောဂဖြစ်နေတဲ့အချိန်မှာလည်းကျွန်တော်အင်္ဂလန်နိုင်ငံမှာရှိတဲ့ဒီ face mask N95 ဒီကိုနော်9သိန်းကျော်နော်ရန်ကုန်ပြည်သူ့စေရောပါဝေနေပြီးတော့ပြည်သူ့စေရောမန္တလေးပြည်သူ့စေရောကာကောနဲ့အမောဘောကလေးမျိုးနဲ့ပခုခုနဲ့ဒီချီပီနယ်မှာရှိတဲ့ပြည်သူ့စေရောအားလုံးနဲ့ရခိုင်ပြည်နယ်မှာရှိတဲ့ပြည်သူ့စေရောအားလုံးကိုလည်းကျွန်တော်တို့ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။တော့အခုဒီ COVID-19 လည်းကြာလာတော့ဒီ COVID-19 မှာလည်းကျွန်တော်ချီပီနယ်မှာရွာပေါင်း200ကျော်မှာတို့အတူပြုမဲ့နော်ဒီကျွန်တော်ဒီလက်စိတ်မျိုးဥစားတွေပြီးတော့ face mask ဒီအကိုလို့ဒီလိုအပ်တဲ့ physical တွေကိုထောက်ပံ့နိုင်ခဲ့ပါတယ်ဆိုတော့တော်များများကကျွန်တော်ဟာအခုဆိုတော့နိုင်ငံခြားပညာတော်ဒီလဲနော်ချီပီနယ်ကဆရာအောင်လာပြီးတဲ့လူတွေကိုကျွန်တော်လူ104ယောက်ကိုကျွန်တော်ပညာတော်ဒီဆလွတ်နိုင်ခဲ့ပါတယ်ဒီလိုခဲ့တဲ့73နှစ်အတွင်းပေါ့အဲ့ဒီ104ယောက်မှာဖခင်ရဲ့ကျူးတို့ကျွန်တော်တို့ဒီဆရာဝန်10ယောက်ထွက်ခဲ့ပါတယ်engineer 9ယောက်ထွက်ခဲ့ပါတယ်စီးပွားရေးတက္ကသိုလ်ဆိုတော့10ယောက်ပြီးခဲ့ပါတယ် nurse မဆိုတော့နိုင်ငံတကာမှာကျွန်တော်တို့ဟိုset 10ယောက်ထွက်ခဲ့ပါတယ်ကြားတဲ့တော့ computer တွေပါ BLT ပဲအဲ့လိုနဲ့ကျွန်တော်တို့က73နှစ်တိုင်မြန်မာနိုင်ငံအတွက်အထူးတစ်ဖြည့်ချစ်ပင်နယ်နဲ့ခိုင်ပင်နယ်နဲ့အဲ့ဒီခေါင်ဖြတ်တဲ့ဒေသတွေအတွက်ကိုကျွန်တော်လုပ်ခဲ့ပြီးဖြစ်ပါတယ်ဒါကတော့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကနေကုလသမဂ္ဂဆိုင်ရာကိုယ်စားလှယ်ဖြစ်ခန့်လိုက်တဲ့ဒေါက်တာဆဆာဖြစ်ပါတယ်ရှင်။အခုလို VOA မြန်မာပိုင်းကိုအချိန်ပေးပြီးတော့ပြောကြားပေးတဲ့အတွက်ဒေါက်တာဆဆာကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျေးဇူးပါ